ဒူးနာနေတဲ့သူတွေခန္ဓာကိုယ် body weight များတဲ့သူတွေအတွက်ခုံစရာမလိုတဲ့လေ့ကျင့်ခန်း၅မျိုးမင်္ဂလာပါတီချင်တော်ပါဒူးနာနေတဲ့သူတွေခန္ဓာကိုယ် body weight အရန်များနေတဲ့သူတွေအတွက်ခုံစရာမလိုတဲ့လေ့ကျင့်ခန်း၅မျိုးကိုဝေမျှပေးပါမယ်ဒါပေမဲ့လေ့ကျင့်ခန်း၅မျိုးကိုတစ်ရက်တစ်မျိုးဝေမျှပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်စောင့်ကြည့်ဖို့တော့လိုမယ်နော်ဒီနေ့တော့ပထမလေ့ကျင့်ခန်းလေးကိုဝေမျှပေးချင်ပါတယ်လေ့ကျင့်ခန်းပုံစံလေးကတော့အရင်ဦးဆုံး6ကလေးကိုဆူထားမယ်ဒီနေထားကနေ6တစ်ဖက်ကိုကားပြီးသွားရင်စန့်ကျင်ဘက်လက်နဲ့6ကိုသွားထိမယ်ပြီးရင်6ကိုပြန်ဆူမယ်နောက်တစ်ဖက်ပြန်ကားမယ်စန့်ကျင်ဘက်လက်နဲ့6ကိုပြန်ထိမယ်ဒီကစားနည်းလေးကိုဘယ်ကြောင်မှတစ်ချိန်လို့သတ်မှတ်ပြီးတော့10ချိန်3ကြော့ကစားပေးရမှာဖြစ်ပါတယ်ဒါလေးကတော့ဒူးနာနေတဲ့သူတွေခန္ဓာကိုယ် body weight များတဲ့သူတွေအတွက်ခုံစရာမလိုဘဲနဲ့ခန္ဓာကိုယ်လေးကျစ်လက်လာဖို့အတွက်ထောက်ကူပြုတဲ့ပထမဦးဆုံးလေ့ကျင့်ခန်းလေးဖြစ်ပါတယ်အခုလိုမျိုးနီးစနစ်ကြတဲ့လေ့ကျင့်ခန်းနေနဲ့ပြိုမီတို့ရဲ့ခန္ဓာကိုယ်ချိုးစားလေးတွေကိုပြောင်းလဲခြင်းနဲ့ဆိုရင်တော့အမရဲ့ online class လေးတစ်ခုဖြစ်တဲ့ Healthy Lady 35 online class လေးနဲ့မိတ်ဆက်ပေးပါစေဒီသင်တန်းလေးကအခုဆိုရင် batch 7ကိုရောက်လို့နေပါပြီသင်တန်းလေးကပုံမှန်2လသင်တန်းတစ်သိန်းကျပ်ကြားတက်မှာဖြစ်ပေမဲ့ပထမဦးဆုံးအတဲ့အယောက်30ကို9000ခွဲကျပ်နဲ့တရားခွင့်ရမှာဖြစ်ပါတယ်သင်တန်းအသေးစိတ်စုံစမ်းခြင်းနဲ့ဆိုရင်တော့မမရဲ့ Viber number 7979723228တို့မှာဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်သင်တန်းလေးကမေလ23ရက်နေ့မှာစမှာဖြစ်ပါတယ်အခုပဲသင်တန်းလက်ခံနေပြီနော်သင်တန်းလေးကလူပြည့်တာမြန်တဲ့အတွက်ကြောင့်မြက်မြက်အပ်ဖို့လိုမယ်နော် Healthy Lady 35သင်တန်းလေးကလည်းပြိုမီအားလုံးကိုကြိုဆိုနေပါတယ်ဗီဒီယိုလေးကပြိုမီတို့အတွက်အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်နောက်ထပ်လည်းပြိုမီတို့အတွက်အကျိုးရှိစေမယ်လေ့ကျင့်ခန်းတွေနဲ့ဗဟုသုတတွေကိုဝေမျှပေးသွားပါအောင်မယ်ဗီဒီယိုလေးကိုဆုံးထိအောင်ကြည့်ပေးလို့ကျေးဇူးများကြီးတင်ပါတယ်ကျွန်မလှပချင်တဲ့အမျိုးသမီးတိုင်းအတွက်ဒီ channel ရှိရနော်